လုံးပဲကျွန်တော်က easy game လေးလုပ်ပါတယ်ဒီနေ့မှာတော့ by one ဆိုတဲ့ query ကို reaction လုပ်ပြီးတော့မှာဖြစ်ပါတယ်okay by one query စလိုက်ရအောင် okay ပါအခုဆိုရင်တော့တစ်ဖက်ကနာကင်ထားရယ် flame shot နဲ့တစ်ဖက်ကတော့လေးလာကို flicker နဲ့ကင်ထားပါတယ်ချိန်မှာတော့ positive fan တော့မဲ့ပေါ့ဟုတ်တယ်ဗျာ K2 K1 flame shot ကောင်းလိုက်တာဗျာ public ပါ K timing ကခုဆိုရင်တော့လေးလာ red back blue back အပြည့်စုံနဲ့နှစ်ယောက်လုံးတတိယ item အနေနဲ့ senior 1နဲ့ window ကထွက်သွားတယ်ကောင်းလိုက်တာဗျာနာနာ K casting လား K2 RT K1 flicker ခုံတဲ့ဘက်လေးကို flame shot လေးကိုစောင့်ပြီးမှပြစ်သွားတယ်ဗျာ item လက်ကွင်းမှာထွက်သွားပါပြီဗျာโอ้ဒီလာတစ်ချက်ကစိတ်နေရပဲเนาะဒီနာနာပတ်စစ်လေးပြုတ်ဟောလိုက်တာဗျာ flicker နဲ့ tower ကြီးခုံပြစ်ချသွားတယ်ဒီလာဒါ famine ဆိုတာဒါပဲเนาะဒီချိန်မှာတော့ကိုယ့် rebel တွေနဲ့ senior rebel ပါကြိတ်ပြီဗျာဒါတော့ချိန်မှာလေးလာတက်ခဲပြီဗျာโอ้နာလိုက်တဲ့တန်းပြီကောင်းလိုက်ရနာတော့ကောင်းလိုက်ရလေးလာတန်းပြီကြောက်เสียရเนาะမလစ်ဖစ်ကန်မှာပြီးသွားပြီဟာလေးလာဝင်းတော့က Besta Fury မလစ်ဖစ်ကန် Fury တန်းပြီကတစ်ချက်စိတ်เนาะ Blue team base turret has been destroyed. တော်ပြရတဲ့ဘုခွဲတဲ့နိုင်ရရှိသွားတဲ့ Blue team base turret has been destroyed. ဒီလာဖြစ်တော့မလားအများလေးရှိထွက်လာတယ်ရှိထွက်လာတယ်တော့ only ပဲရိုက်ချိုးနေတဲ့နောက်မှာတော့ဒီလာနိုင်ရရှိသွားပါပြီဒီလာနိုင်ရရှိသွားပါပြီ Congratulations. Victory!